ကျွန်တော်မိမထမင်းမူဒီနေ့ပါလောက်ပြင်နေကြည့်အောင်အရင်ဆုံးလေးညင်းပွင့်စီရစေးနန်းနန်းစေးနည်းနည်းပွင့်တဲ့တပုတ်ကောက်တွေကိုချိန်ထားလိုက်ပါတယ်ပြီးရင်တော့မဲသားကိုထုတ်ပြီးတော့ဒီ6တောင်တုတ်ထားလိုက်ပါတယ်ပြီးရင်တော့ကြက်သွန်လေးကိုလည်းပပလေးထားလိုက်ပါတယ်ကြက်သွန်ဖြူလေးတွေကိုလည်းတောက်ဆင်းထားလိုက်ပါတယ်ဒီ6အောင်တုတ်ထားတဲ့မဲသားလေးကိုငရုတ်ကောင်းနဲ့ဟိုဘက်ဒီဘက်ဖြူလိုက်ပါတယ်စားလေးကိုလည်းဟိုဘက်ဒီဘက်ဖြူပြီးတော့အိုးထဲမှာစီထည့်ပြီးတော့တင်းသွားအောင်ကြော်လိုက်ပါတယ်မဲသားကြော်ပြီးတော့ရင်တော့ခုနကချိန်ထားတဲ့spice တွေနဲ့ curry ပဲရဲ့ကျွတ်တော်နီကျွတ်တော်ဖြူ oregano နဲ့ငရုတ်သီးမုန့်လေးထည့်ပြီးတော့ကျွန်တော်ရေးထည့်ပြီးတော့ဖယ်ထားလိုက်ပါတယ်။မဲသားလေးမြင်းနဲ့တည်ထားတဲ့အချိန်မှာကျွန်တော်ပြောင်းမှုလေးနှစ်ခုကိုလီးပြီးတော့ပြောင်းမှုပေါင်းလုပ်ဖို့ပြင်ပါတယ်။လီးပြီးသားပြောင်းမှုလေးကိုတော့ဂျင်းကျွတ်တော်ဖြူလေးနဲ့ငယ်ချိန်ပြီးတော့ထည့်လိုက်ပါတယ်။ပြီးရင်တော့ဆန်မုန့်လေးနဲ့စားကြီးနဲ့ရောပြီးတော့နေထားလိုက်ပါတယ်။ပြောင်းမှုပေါင်းလုပ်ဖို့အတွက်ငပြောရက်လေးတွေကိုရေးဆေးပြီးတော့မီးကျင်ထားလိုက်ပါတယ်။ပြီးရင်တော့ခုနကနေထားတဲ့ပြောင်းမှုလေးတွေကိုထည့်ပြီးတော့ထုတ်လိုက်ပါတယ်။ထုတ်ပြီးသားပြောင်းမှုတုပ်လေးတွေကိုတော့ပေါင်းထဲမှာထည့်ပြီးတော့ပေါင်းထားလိုက်ပါတယ်ဒီနေ့ချိုတဲဖို့အတွက်ကတော့မလကာသီးကိုလိပြီးတော့ထည့်ပေးလိုက်ပါတယ်မနက်စာတော့ကတော့ wrap လေးစားဖို့အတွက်ကျွန်တော်စက်တော်နီလေးကိုတောက်ဆင်ထားလိုက်ပါတယ်ခင်းနီလေးကိုလည်းတောက်ဆင်ထားလိုက်ပါတယ်ပြီးရင်တော့တပူးလေးကိုထမင်းထည့်ပေးလိုက်ပါတယ်နောက်တပူးကတော့ပြောင်းမှုပေါင်းလေးရပြီဆိုတော့ပြောင်းမှုပေါင်းလေးထည့်ပေးလိုက်ပါတယ်အမဲသားအိုးကိုကြီးလိုက်တော့အမဲသားနည်းနည်းရေချမ်းနေတာဖုံးဖွင့်ပြီးတော့ရေခမ်းအောင်တည်ထားလိုက်ပါတယ်မနက်စာအတွက် coffee လေးဖြော်ထားလိုက်ပါတယ်ပြီးရင်တော့ wrap လေးတွေကိုထုတ်ပြီးတော့กินပြီးတော့ခုနကချက်တော်နီခင်းကျင်သီးနဲ့အမဲသားရဲ့အမဲသားနဲ့ရဲ့ cheese နဲ့ထည့်ပြီးတော့ပူပေးထားလိုက်ပါတယ်မင်းကြိုင်တွေကိုလည်းအမဲနဲ့လေးထည့်ထားပေးလိုက်ပါတယ်ဒီနေ့တော့ထမင်းကြိုင်းနဲ့မနက်စာကတော့ဒီလောက်ပါပဲအားလုံးကိုစုံထီကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ကို Facebook နဲ့ YouTube မှာလည်း follow လေးလုပ်ခဲ့ပေးပါဦး။